စာတင်တဲ့အဖွင့်နေ့မှာနိုင်ငံတော်ကစာမှုပွဲအမှတ်ပုံမူတည်ပြီးဝိညာဉ်တတဝါတွေခွဲဝေပေးတယ်စာတင်နှစ်မှာပထမဆုံးရတဲ့ကျောင်းသားတဦးဖြစ်တဲ့ဘိုင်ယူရှိကတုံးဆိုင်မနေပဲ SSS အဆင့်ကောင်းကင်ပြငွေနဲ့ကြီးကိုရွေးချယ်လိုက်တယ်ငါကတော့အတန်းနောက်ဆုံးကနေအဖို့အဆင့်အမွေးအမြင်ဝန်ပလွေဖြူလေးကိုပဲရခဲ့တယ်ဒါပေမဲ့မကြခင်မှာပဲရေခဲခစ်ကြီးကြားရောက်လာတယ်ဝန်ပလွေဖြူလေးနဲ့စာချုပ်ချုပ်ထားတဲ့ငါဟာသူ့ရဲ့အေးတန်ခံနိုင်တဲ့အရေးချင်းကိုမျှဝေခံစားခွင့်ရခဲ့တယ်အခြားတစ်ဖက်မှာဘိုင်ယူရှိရွေးချယ်ထားတဲ့ကောင်းကင်ပြငွေနဲ့ကြီးကတော့ကြီးထွားဖို့အချိန်မရသေးတာကြောင့်ရေခဲခစ်ကြီးပထမဆုံးနေ့မှာပဲအေးခဲတည်ဆုံးသွားတယ်မနာလိုစိတ်နဲ့ဘိုင်ယူရှိကကျောင်းသားတွေကိုမကောင်းကြံပြီးဝန်ပလွေဖြူလေးကိုတိုက်ခိုက်ခိုင်းတယ်ကျွန်တော်မျက်စိရှိမှဝန်ပလွေသားကိုဟင်းချက်ပြီးစားကြတယ်စူဟန်တနာစရာကြီးအသက်ရှင်နေရတာလေဒုက္ခပဲအကုန်လုံးကူညီကြစို့တေချာလေးတက်ရှင်းအောင်လုပ်ရမယ်အိမ်မဆိုးမချင်ဘူးငါကလူနည်းစုမှုခံနိုင်ရင်မရှိအဲ့ဒီချိန်မှာဝမ်းနဲ့ကြေကွဲစွာနဲ့လဲကြတည်ဆုံးသွားတယ်နောက်တစ်ခါမျက်လုံးဖွင့်လိုက်တဲ့အခါငါဝိညာဉ်တတဝါခွဲဝေတဲ့နေ့ကိုပြန်ရောက်နေတယ်ငါရှိဘဝကလိုပဲဝန်ပလွေဖြူလေးကိုတော့ပွေ့ချင်တော့ဘိုင်ယူရှိကရုတ်တရက်អော်လိုက်တယ်စောက်ဦးဒီငွေစိမ့်လေးကိုမင်းယူငါဝန်ပလွေဖြူလေးကိုယူမယ်ဒီစကားကြားတာနဲ့တတန်းလုံးအံ့အားသင့်သွားကြတယ်အတန်းပိုင်ဆရာမကျန်းကွေဖန်လဲတုံသွားတယ်လူရှိမင်းအိမ်မပြောသေးဘူးလားကောင်းကင်ပြငွေနဲ့ကြီးကနှစ်ပေါင်းရတဲ့ချီမှာတစ်ချိန်တွေ့ရတဲ့ရှေးဟောင်းမျိုးစိအဲ့ဒီမိကိုရောင်ကြီးကသူ့ဖက်နဲ့တောင်မှမထိုက်တန်ဘူးမင်းတောင်းကိုကြက်နေလဲတာလားဘာရွယ်ချက်လဲဆရာမစူဟန်ကစာမွေးပွဲအမှတ်တွေညံ့တယ်ဝိညာဉ်တတဝါကအကောင်းဆုံးမဟုတ်ရင်သူ့နောက်ပိုင်းဘယ်လိုကျင့်ကြံမှာလဲကျွန်တော်ကအခြေခံကောင်းတဲ့အဖို့အဆင့်ဝိညာဉ်တတဝါနဲ့တောင်ရလက်ကောင်းထွက်နိုင်တယ်စူဟန်နဲ့ဝိညာဉ်တတဝါလဲဖို့ကျွန်တော်ဆန္ဒရှိတယ်စကားပြီးတာနဲ့ခမ်းမတစ်ခုလုံးချီကျူးတန်တွေထွက်လာတယ်ကြည့်ဒါမှတကယ်ထူးချွန်ချောင်းသားစာမွေးပွဲအမှတ်ကောင်းယုံတင်စိတ်ထားလဲကောင်းတယ်တချို့လူတွေလိုမဟုတ်ဘူးစူဟန်ဘာလုပ်နေသေးလဲရုရှိကိုကျေးဇူးမတန်ဘူးလားမင်းရဲ့ဟန်ဆောင်မှုတွေမလိုဘူးငါအဲ့ဒီဝန်ပိုလွေဖြူလေးကိုပဲကြိုက်တယ်စူဟန်ငါ့ကိုမဆန့်ကျင်နဲ့မင်းရဲ့မာနကြီးတာငါသိတယ်ဒါပေမဲ့ဒါကမင်းတစ်လုံးနဲ့ဆိုင်တယ်ငါမင်းအတွက်တကယ်ကောင်းချင်လို့ငါအတွက်ကောင်းတာလားမင်းလည်းပြန်မွေးဖွားလာတာပဲမဟုတ်လားရှေ့ဘဝကမင်းငွေစိမ်းကိုရွေးပြီးရေခဲခေပထမနေ့မှာရေခဲတုံးဖြစ်သွားတယ်ငါဝန်ပလွေကအေးတန်ခံနိုင်တဲ့အရေးချင်းကိုနိုးထလာတယ်မင်းမနာလို့ယူသွတ်သွားတယ်ဒီဘဝမှာငါဝန်ပလွေကိုလူကျင်တာလားမဖြစ်နိုင်ဘူးငါသူ့ရင်ခွင်ထဲကဝန်ပလွေပေါက်လေးကိုတစ်ချက်ကြည့်လိုက်တယ်အဲ့ဒီကောင်လေးကပရင်အောင်မျက်လုံးနဲ့ငါ့ကိုစိုက်ကြည့်နေတယ်အမီးကိုညင်ညင်တာတာရမ်းပြီးဘိုင်ယူရှိရဲ့လက်မောင်းပေါ်မှာ၃ချက်ပြင်းပြင်းစွာခောက်တယ်အရန်ပေါ်ပါတဲ့လှုပ်ရှားမှုပါဘိုင်ယူရှိလုံးဝသတိမထားမိဘူးငါနှလုံးသားကတစ်ချက်ခုန်သွားပြီးမျက်လုံးတွေလည်းခဏလေးဆူဆွတ်လာတယ်ဒါကငါတို့ရှိဘဝကလှုပ်ဝက်အချက်ပြမှုပဲစိတ်အေးထားငါရှိတယ်မိုက်မဲတဲ့ဝန်ပလွေမင်းလည်းပြန်လာတာပဲငါမျက်လုံးပြန်လှည့်ပြီးအတန်အေးဆေးနဲ့ပြောလိုက်တယ်ငါမလိုဘူးလို့ပြောပြီးပြီကောင်းကင်ပြမွေးနဲ့ကမင်းအတွက်အကိုက်ညီဆုံးပဲစကားမပြီးခင်မှာငါလက်ကြလက်သွားချနေရကရုတ်တရက်နာကျင်လာတယ်ငါငုံကြည့်လိုက်တော့အဲ့ဒီကောင်းကင်ပြမွေးနဲ့လေးကဘဲချိန်မှာငါလက်မောင်းပေါ်ရစ်ပတ်နေတာလေသွေးဆက်တွေစိတ်ထွက်လာပြီးငွေကလေးကရှာနဲ့တန်ရာကိုညင်ညင်တတလျက်တယ်ထုံကျင်ပြီးရရတဲ့ခံစားချက်ရွှေအောင်စာလုံးတွေတန်ရာကနေပြန့်နှံ့သွားပြီးလက်မောင်းတစ်ခုလုံးကိုဖုံးအုပ်သွားတယ်ခဏလေးတွင်းမှာပဲသူကငါနဲ့တွေးစာချုပ်ချုပ်လိုက်ပြီးအတူတေတူရှင်မဲ့အမျိုးအစားပါပတ်ဝန်းကျင်ကတခါလဲစုပူလာတယ်။အိုကောင်းကင်ပြမွေးနဲ့ကကိုရိုင်းရှင်ကိုရွေးတယ်။တွေးစာချုပ်ပါ။စူဟန်ရဲ့ကန်တရားကဘယ်လောက်ထူးဆန်းလိုက်တာလဲ။ထူးဆန်းတာမိုက်တယ်။တွေးစာချုပ်ကအတူတေတူရှင်ငွေသေးရင်သူလည်းတည်မယ်။ဒီငွေကရှင်တန်ဖို့မလွယ်ဘူး။စူဟန်အရှုံးပေါ်သွားပြီ။ဘာယုရှိကလူအုပ်ထဲမှာရက်ပြီးနှုတ်ခမ်းတောင်းကအနှဲငယ်မြောက်လိုက်တယ်။သူဘာတွေးနေလဲဆိုတာငါသိတယ်။ရှေ့ဘဝကဒီငွေကအေးခဲတည်ဆုံးသွားတယ်ဒီဘဝမှာလည်းအေးခဲတည်ဆုံးမှာပဲ။ငါနဲ့အတူတေတူရှင်ငွေသေးရင်လူလည်းတည်မယ်။သူလက်တစ်ဖက်မှမလုပ်ရဘူး။ပြီးပြည့်စုံတဲ့နီးပြူဟာပဲ။ကောင်းကင်ပြမွေးနဲ့အတင်းကျပ်စာချုပ်ချုပ်ပြီးတဲ့နောက်လူတွေရဲ့မတိမဲ့မြင်ပြမှုတွေနဲ့တိုးတိုးပြောတန်တွေကြားမှာငါနေရာပြန်ထိုင်လိုက်တယ်။ရင်ခွင်ထဲကငွေကလေးကဂုံယူစွာကောင်းထောင်ပြီးငါအုံနောက်ထဲမှာရိုင်းဆိုင်တဲ့အတန်တစ်ခုမြည်လာတယ်။ဘာကြည့်နေတာလဲ။ငါနာမည်ချင်းလီငါ့ကိုချင်းလီမင်းကြီးလို့ခေါ်လို့ရတယ်။ငါသူ့ကောင်းကိုကြည့်လိုက်တယ်။မင်းစကားပြောတတ်လား။ငါစကားပြောတတ်တာပေါ့ကြောက်သွားလား။ဒါဆိုရင်မင်းဘာလို့ငါနဲ့စာချုပ်ချုပ်တာလဲ။တဒန်းလုံးမှာလူများကြီးရှိတယ်။ဟမ်ငါကြိုက်လို့ပဲ။သူတို့ရဲ့လူကြီးလိုက်တဲ့ပုံစံတွေကိုမြင်ရတာစိတ်ကုန်လို့မင်းကညံ့ပေမဲ့အဲ့ဒီဟန်ဆောင်တဲ့ចောင်းလာထက်1000လောက်ပိုကောင်းတယ်။စင်ပေါ်မှာဆီယာမကျန်းကွေခံကစာချုပ်ရေးဆွဲနည်းကိုစတင်ရှင်းပြတယ်။ရှင်းပြပြီးတာနဲ့ចောင်းသားတွေစတင်ကြိုးစားကြတယ်။ဘာယုရှိကပထမဆုံးပြီးတတ်တယ်။သူ့လက်ချောင်းထိပ်ကိုကိုက်ပြီးလေထဲမှာစာချုပ်ကွက်ကိုရေးဆွဲတယ်။အလင်းရောင်ကဝန်ပလွေပေါက်လေးကိုဖုံးအုပ်သွားတယ်။ဘယ်သူမှသတိမထားမိဘူး။အဖို့အဆင့်ဝန်ပလွေဖြူလေးကလက်သေးကိုတိုးထုတ်ပြီးစာချုပ်ကွက်ထဲမှာနေရာနဲ့နေရာကိုလှုပ်ဝက်စွာပြင်ဆင်လိုက်တယ်။တာမန်စာချုပ်ကခဏလေးတခင်ကြိုစာချုပ်ဖြစ်ပြောင်းသွားတယ်။ဝန်ပလွေကတခင်လူကကျွန်းစာချုပ်ပြီးဆုံးသွားတဲ့အခါဘာယုရှိကထူးဆန်းတဲ့မူဝေမှုတစ်ခုကိုခန်းစားလိုက်ရပေမဲ့မကြခင်ပြန်ပြောက်သွားတယ်။သူရင်ခွင်ထဲကဝန်ပလွေပေါက်လေးကိုငုံကြည့်ပြီးအလွန်ဝမ်းသာနေတယ်။ဝန်ပလွေလေးကငါ့ကိုတစ်ချက်ကြည့်ပြီးအမီးကိုဂုံယူစွာရမ်းလိုက်တယ်။ငါသူ့ကိုလက်မထောင်ပြီးအားပေးလိုက်တယ်။စာချုပ်အကုန်ပြီးသွားတဲ့အခါလူတိုင်းကြောက်စိမ့်တုံး30တုံးရတယ်။တပတ်စာကျင့်ကြံရေးပစ္စည်းပါ။ငါကို့အတွက်တုံးပဲထားခဲ့ပြီးကြံကိုတုံးကိုချိန်လီကိုအကုန်ပေးလိုက်တယ်။ချိန်လီကကရက်ဝါစားတယ်။စက္ကန့်ဝက်မပြည့်မှာပဲကြောက်စိမ့်တုံးကိုတုံးအကုန်ဝင်သွားတယ်။ဘိုက်ကအနှဲငယ်ပဲဖောင်းလာတယ်။ငါနောက်ထပ်လိုသေးတယ်။မရှိတော့ဘူး။နောက်တစ်ပတ်မှရမယ်။နောက်တစ်ပတ်လားငါဒီလောက်ကြာမစောင့်နိုင်ဘူး။ငါကြီးထွားနေတယ်။မင်းအသက်ဘယ်လောက်ရှိပြီလဲကြီးထွားနေတာ။3နှစ်3နှစ်လားငါ300နှစ်ရှိပြီမျက်စိမမြင်ဘူးလား။300နှစ်ရှိပေမဲ့ဒီလောက်တေးသေးလေးလား။ကလေးဘွားပါနားလေလား။မင်းတခါမှမွေးဘူး။ဒီမှာဘာတွေပြောနေတာလဲ။ငါပတ်ဝန်းကျင်ကចောင်းသားတွေငါမွေးနဲ့စကားပြောနေတာကိုကြည့်ပြီးခေါင်းတွေခါနေကြတယ်။မဟုတ်ဘူးလားစူဟန်။ကြောက်စိမ့်တုံး30တုံးမှမွေးကိုလုံးကျွေးတာလား။မင်းရဲ့ကျင့်ကြံမှုအဆင့်ကိုမလိုချင်တော့ဘူးလား။ဝိညာဉ်တတဝါရဲ့ကြီးထွားနှုန်းကတိတ်နေတယ်။ကြောက်စိမ့်တုံးကကိုကျင့်ကြံမှုသုံးတင်တယ်။ဆီယာမကျန်းကွေဖန်လဲတက်ပြင်းချပြီးလာပြီးငါစပွဲကိုခောက်လိုက်တယ်။စူဟန်ကြောက်စိမ့်တုံးကိုဒီလိုမသုံးရဘူး။မင်းကိုကျင့်ကြံရေးအရေးမြစ်တွေအကုန်ပေးလိုက်ပြီးနောက်ပိုင်းစာမေးပွဲမအောင်ရင်ငါမကူညီနိုင်ဘူး။ငါခေါင်းညစ်ပြီး
ချိန်လီကိုပွေပြီးအပြင်ထွက်လာတယ်ဘာယူရှိအနာကိုဖြတ်သွားတော့သူကဘေးကနေပိတ်လိုက်တယ်ဆူဟန်ငါမှစကားတခုရှိတယ်မင်းလည်းပြန်မွေးဖွားလာတာငါသိတယ်ဒီဘဝမှာဝန်ပလွေကငါဟာအေးတန်ခံနိုင်မှုလဲငါဟာပဲအိုဒါဆိုရင်မင်းတေချာပေါက်ရှိရှိနေနိုင်ပါစေဟဲ့ရေခဲလွင်ပြင်ဝန်ပလွေနဲ့ငါတေချာပေါက်ကောင်းကောင်းနေနိုင်တယ်မင်းတော့အဲ့ဒီအမိုက်မွေနဲ့အတူအေးခဲတေဆုံးသွားတာစောင့်ကြည့်နေရမှာပဲစကားပြီးတာနဲ့ငါရင်ခွင်ထဲကချိန်လီကပြေးစွာခေါင်းထောင်ပြီးဘာယူရှိရဲ့မျက်နှာကိုပြက်ဆိုတဲ့အတန်နဲ့အစိမ်းရောင်ခိုးတွေထုတ်လွှတ်လိုက်တယ်ဘာယူရှိရဲ့မျက်နှာကခဏလေးအစိမ်းရောင်ပြောင်းသွားပြီးမှုတက်နေတဲ့တတိတလုံးလိုဖြစ်သွားတယ်ဆူဟန်မင်းယူသွားပြီလားပတ်ဝန်းကျင်ကចောင်းသားတွေရေမောကြတယ်ငါချိန်လီကိုပွေပြီးခေါင်းမလဲပဲထွက်သွားတယ်အောက်မှာချိန်လီရဲ့ရိုင်းဆိုင်တဲ့တန်ကပြန်ထွက်လာတယ်ငါ့ကိုအမိုက်လို့ပြောတာလားငါမင်းကိုအစိတ်ခတ်မယ်ငါသူ့ခေါင်းလေးကိုပုတ်ပေးလိုက်ပြီးလက်ခန်းထောင်းကမတားနိုင်တော့ဘူးမတိရဘူးမင်းရဲ့စိတ်တူတာကအတော်ကြီးပဲနော်ဝိညာဉ်တတဝမွေးမြူတာကဘလို့မှပြီးဆုံးမှာမဟုတ်ဘူးကြောက်စိမ့်တုံးရှားပါမှုကငါရဲ့အကြီးမားဆုံးပြဿနာဖြစ်လာတယ်ရှေ့ဘဝကငါကြောက်စိမ့်တွေနေရအများကြီးသိခဲ့ပေမဲ့ဘိုင်ရရှိကကြိုတင်လှုပ်ဆောင်ပြီးသားပဲဘိုင်ရရှိပြန်မွေးဖွားလာပြီးရဲ့ပထမဆုံးအလုပ်ကမိသားစုအင်အားကိုတုံးပြီးကြောက်စိမ့်တွေအားလုံးကိုပိတ်ဆို့ကလူအထူးချက်မှတ်စေခိုင်းတယ်ဆူဟန်စင်းရဲသားចောင်းသားကကြောက်စိမ့်တုံးတုံးတော်မဝင်နိုင်ဘူးငါရှေ့ဘဝမညံတဲ့ကကြောက်စိမ့်တွေငယ်လေးတစ်ခုကိုရှာဖွေဖို့ကြိုးစားတယ်အဝေးကနေဘိုင်ရရှိရဲ့လုံခြုံရေးအဖွဲ့စခန်းချထားတာကိုမြင်လိုက်ရတယ်ငါနှင်းပုံနောက်မှာထိုင်ချလိုက်တယ်ရင်ခွင်ထဲကချိန်လီကငိုချင်အောင်ဆောင်နေတယ်မကြည့်နဲ့တော့အဲ့ဒီမြေကိုသူတို့တင်ထားပြီမင်းတိတ်မစွမ်းဆောင်နိုင်ဘူးလားပြန်လူယူလေသူတို့မှလူနှစ်ဆက်ကျော်ရှိတယ်ငါဘာနဲ့လူယူမလဲမင်းရဲ့လက်ချောင်းလောက်ပဲရှိတဲ့ငွေနဲ့လားငါရဲ့အစိတ်ခိုးတစ်ချက်နဲ့သူတို့အားလုံးကိုတတ်နိုင်တယ်မင်းသူတို့ကိုအစိတ်ခတ်တဲ့အချိန်မှာငါလက်သီးတွေနဲ့ရိုက်ခံရပြီးပြီတွားကြစို့ငါလက်ထွက်လာတယ်ဒါပေမဲ့ပြန်လမ်းမှာနင်းထဲမှာခြေသေးအရာတွေတွေ့လိုက်ရတယ်ပုံပြက်ပန်းပြက်နဲ့စုပ်ပစ်ထားတဲ့ရေမြောင်းတစ်ခုစီညွှန်ပြနေတယ်စိတ်ထဲတစ်ခုခုပေါ်လာပြီးငါအဲ့ဒီခြေရာကိုလိုက်ပြီးရေမြောင်းနဲ့တက်သွားတယ်10မိနစ်လောက်သွားတဲ့အခါရှေ့ကပွင့်လင်းလာတယ်တဘာဝမြေအောက်လိုင်းကူတစ်ခုလိုင်းကူနေရံတွေမှာကြောက်စိမ့်တုံးတွေအပြည့်စုံမြုပ်ထားတယ်အရေးသွေးမမြင့်ပေမဲ့အရေးတွက်ကအံ့ဩစရာပါငါကိုင်းညွတ်ပြီးကောက်ဖို့ပြင်တော့ရင်ခွင်ထဲကချိန်လီကရုတ်တရက်ခန္ဓာကိုတောင့်တင်းသွားပြီးအကြေးခုံတွေထောင်ထားတယ်ရွှေရောင်မျက်စံကလိုင်းကူအတွင်းပိုင်းကိုစူးစိုက်ကြည့်နေတယ်တခုခုရှိတယ်အရန်အားကြီးတယ်ငါလည်းခံစားလိုက်ရတယ်အနက်ထဲကနေဖိအားတစ်ခုဝင်လာတယ်အေယာမတစ်ခုခုချင်းကပ်လာနေတယ်လို့ပါပဲလိုင်းကူနေရံပေါ်ကကြောက်စရခဲတွေတောင်အနေငယ်တုံခါနေတယ်ငါလိုလိုနောက်ပြန်ဆုပ်ပြီးလက်သီးတွေစုပ်ကင်လိုက်တယ်လက်ဖွားတွေချွေးတွေပြည့်နေတယ်အနက်ထဲကအတန်တစ်ခုကြောက်ကြောက်နဲ့ထွက်လာတယ်အကိုကြီးမင်းလားအာဒါကရှူရငါရှိဘွားကသူ့ကိုဒီနာမည်ပေးခဲ့တယ်သူစိတ်နဲ့ငါ့ကိုစကားပြောနေတယ်ငါနှာခေါင်းကနာလာပြီးမျက်လုံးတွေပူလာတယ်ရင်ခွင်ထဲကချိန်လီကရုတ်တရက်ခေါင်းနဲ့ပြီးရွှေရောင်မျက်စံကအနက်ကိုစူးစိုက်ကြည့်တယ်အကြေးခုံတွေပူထောင်လာတယ်ဟင်းမိကိုရောင်အယုတ်ဆူကြီးမင်းဘာဟန်ဆောင်နေတာလဲရှူရကသူ့ရံလိုမှုကိုဘီးမဆိုင်ပဲအလေးနဲ့တောင်းပန်တယ်ချိန်လီဒီကကြောက်စိမ့်တုံးတွေကိုမင်းအများကြီးဆုပ်ယူပါမြန်မြန်ကြီးထွားလာနောက်ပိုင်းသူ့ကိုကာကွယ်ရမယ်မင်းငါ့ကိုတင်ပေးစရာမလိုဘူးငါသူနဲ့အတူတူရှင်ပဲတေချာပေါက်ကာကွယ်မယ်ငါလေချောင်းတင်းလာတယ်ဒီဘဝမှာရှူရကိုယ်တိုင်လူယူခံရပြီးသူများအိမ်မှာနေရတယ်ဒါပေမဲ့ငါ့ကိုစိုးရိမ်နေလို့မယ်ရှေ့ဘဝကအကျွေးတွေငါမမေ့ဘူးဒီဘဝမှာပြန်ဆက်ရမယ်ငါ့ကိုလည်းထဲပါမင်းလည်းသတိထားရမယ်ရှူရရဲ့စိတ်တန်ကခဏရက်သွားတယ်ကောင်းပြီအဲ့ဒီဖီးအားကလုံးဝပြောက်ကွယ်သွားတဲ့အခါချိန်လီကငါရင်ခွင်ထဲကခေါင်းထိုးထွက်လာတယ်ဒါတွေအကုန်လုံးငါဟာပဲဒါပေမဲ့မင်းကိုတဝက်ပေးလို့ရတယ်တဝက်လားငါအကုန်လုံးယူမယ်ရမယ်မင်းငါ့ကိုစောင့်ကြည့်ပေးပါရမယ်ငါမင်းကိုစောင့်ကြည့်ပေးမယ်ငါအင်ဂျီကိုချုပ်ပြီးထုတ်ပိုးလိုက်တယ်ချိန်လီပြန်တတိရတဲ့အခါနေရံပေါ်ကကြောက်စိမ့်တုံးတွေအကုန်ပြောက်သွားပြီမထင်မှတ်ပဲရှူရရဲ့စကားတွေမကြခင်အကောင့်ထဲပေါ်လာတယ်ဒီရေခဲလွင်ပြင်းဝင်ပလွေကိုမွေးမြူဖို့ဘိုင်ရရှိကဗိုင်မီသားစုတစ်ခုလုံးကိုသုံးဆွဲပြစ်လို့နေပါပဲရှေ့ဘဝကဒီဝင်ပလွေကရေခဲခေပထမဆုံးနေ့မှာအေးတန်ခံနိုင်တဲ့အရေးချင်းကိုနိုးထလာပြီးဘလောက်ဖိုးတန်လဲဆိုတာသူကိုယ်တိုင်မြင်ခဲ့ရတယ်ဒီဘဝမှာသူတေချာပေါက်အကုန်ကုန်သုံးပြီးအားကောင်းဆုံးဖြစ်အောင်မွေးမြူမယ်လို့ကြိတ်ဆိုတယ်သူကိုယ်ပိုင်ပတ်စံအိမ်နဲ့သုံးဆွဲခွင့်ငွေအားလုံးကိုသုံးလိုက်တယ်နေ့ရကျော်အကုန်လုံးကြောက်စိမ့်စည်းကွက်ထဲထည့်လိုက်တယ်ကြောက်စိမ့်တုံး200ကိုတပတ်မပြည့်ခင်ရှူရကအကုန်စားလိုက်တယ်ရှူရကကြောက်စိမ့်စားပြီးနည်းနည်းကြည့်လာပေမဲ့သူမှတ်မိတဲ့အချိန်နဲ့ဝေးကွာနေတယ်ရှေ့ဘဝကငါ့ဝင်ပလွေကအရန်နည်းနည်းပဲစားတယ်ဘာလို့ဒီဘဝမှာသူ့ဝင်ပလွေကဒီလောက်စားတာလဲသူမသိတာကရှူရကကြောက်စိမ့်ရဲ့သုံးပုံတစ်ပုံကိုငါစီလှုပ်ဝက်ပို့ပေးတယ်သူကိုယ်တိုင်ကြီးထွားမှုကိုတမင်နှိပ်ချပြီးဘိုင်ယိုရှိကိုနောက်ထပ်ကြောက်စိမ့်တုံးတွေလိုသေးတယ်လို့ထင်စေတယ်ဒါနဲ့ဘိုင်ယိုရှိကအိမ်ကိုလှမ်းတောင်းတယ်အဖေကြောက်စိမ့်ဝယ်ဖို့နောက်ထပ်9တန်းပေးပါဦး9တန်းလားမင်းအပတ်တိုင်း2တန်းယူပြီးပြီအဲ့ဒီအဖို့အဆင့်ဝင်ပလွေကိုဘယ်လောက်ကျွေးရမှာလဲသူအဖို့အဆင့်မဟုတ်ဘူးသူကရေခဲလွင်ပြင်ဝင်ပလွေရှေးဟောင်းတဲ့တတဝါရဲ့တားစင်မြေဆက်အဖေငါကိုယုံမှာရေခဲခစ်ကြီးမကြခင်ကြားရောက်တော့မယ်ဒီဝင်ပလွေကငါတို့မိသားစုတစ်ခုလုံးကိုကယ်နိုင်တယ်ဘိုင်ကြီးရှမ်းတက်ပြင်းချတယ်သူ့သမီးရဲ့စရိုက်ကိုတီးလွန်းတယ်ဆုံးဖြတ်ပြီးတာနဲ့နွား100တောင်ဆွဲမပြန်နိုင်ဘူးလို့ရှိအဖေပတ်စံမနာတာမဟုတ်ဘူးဒါပေမဲ့ဘိုင်မိသားစုစီးပွားရေးကဒီအချိန်မှာအရန်ကျက်နေတယ်ငါတန်းကတင်းငယ်တဲ့ငွေမဟုတ်ဘူးမင်းရေခဲခစ်ကြီးလာမယ်လို့ပြောတယ်တက်တီကပါလဲဘိုင်ယူရှိပါဆက်ဟာပြီးစကားမထွက်ဘူးသူပြန်မွေးဖွားလာတယ်ဆိုတာပြောလို့မရဘူးဒါဆိုရင်ဘိုင်ကြီးရှမ်းကစပွဲခုံတွေကနေခက်တစ်ခုကိုထုတ်လိုက်တယ်ဒီမှာ3တန်းကုမ္ပဏီရဲ့နောက်ဆုံးတွေးကြောတွေပဲမင်းယူသွားဒါပေမဲ့ဒါကနောက်ဆုံးအချိန်ပဲမင်းပြောတဲ့ရေခဲခစ်ကြီးမလာရင်အဲ့ဒီဝန်ပလွေကိုတိတ်လိုက်ပြီးပြန်လာကောင်းကောင်းချက်စားပါဘိုင်ယူရှိကကက်ကိုလက်ခံလိုက်တယ်လက်တွေတုံနေတယ်3တန်းပေါင်းအရင်2တန်းစုစုပေါင်း9တန်းအကုန်လုံးကြောက်စိမ့်တုံး900ပဲဝယ်လို့ရတယ်သူကြောက်စိမ့်တုံး900နဲ့ကြောင်းပြန်လာပြီးရှူရကိုအကုန်ကျွေးလိုက်တယ်ရှူရကပုံမှန်တိုင်း3ပုံ1ပုံကိုကြီးထွားဖို့သုံးပြီးကျန်3ပုံ2ပုံကိုလှုပ်ဝက်ပြောင်းလဲတူလောင်တယ်တပိုင်းကိုငါစီပို့ပြီးတပိုင်းကိုအရေးကြီးချိန်အတွက်တင်ထားတယ်ဘိုင်ရရှိကဝန်ပလွေပေါက်လေးရဲ့ခန္ဓာကိုယ်ကိုကြည့်ရင်အလဲလက်ခွေးရွယ်ပဲရှိသေးတယ်အေးတန်ခံနိုင်တဲ့အကွာဝေးက10 မီတာပဲစိတ်ပူပြီးတညာလုံးအိမ်မပျော်ဘူးဘာလို့မင်းကြီးမလာတာလဲသူရှူရကိုပွေပြီး
မျက်ရည်တွေကျလာတယ်ရှူရကသူ့ရင်ခွင်ထဲမှာအေးဆေးစွာအိတ်နေပြီးအရင်ရောက်မျက်လုံးတွေကသူ့ကိုငြိမ်ငြိမ်လေးကြည့်နေတယ်အမီးကိုညင်ညင်တတရမ်းလိုက်တယ်ဘာလို့လဲဆိုတော့မင်းရဲ့နှလုံးသားကအနက်ရောက်မှုလို့ဘာယူရှိသွားကြိုက်ပြီးအဖေစီနောက်တစ်ချိန်ဖုန်းဆက်တယ်အဖေကျွန်တော်နောက်ထပ်3တန်းလို့သေးတယ်လို့ရှိကုမ္ပဏီမှာပတ်စံမရှိတော့ဘူးမင်းအမေစိတ်ပူလို့ဆေးရုံတက်နေတယ်မင်းကြီးရဲ့ကျူရှင်ကြီးတောင်ချေးထားရတယ်မင်းပဲအချိန်ထိဆက်လုပ်မှလဲအဖေ3ရက်ပဲလို့တော့တယ်မင်းငါ့ကိုယုံစမ်းကြည့်တစ်ခါတော့ဆိုရင်လုံလောက်ပြီဘိုင်းကြီးရှမ်းဖုန်းချလိုက်တယ်ဘာယူရှိဖုန်းကိုကင်ပြီးခန္ဓာကိုယ်တစ်ခုလုံးတုံနေတယ်သူမက်တက်ထားပြီးမျက်ရည်တွေကိုတုတ်ကမျက်လုံးတွေအေးဆက်သွားတယ်ကောင်းပြီမင်းမပေးရင်ငါကိုယ်တိုင်ရှာမယ်ညနေခင်းမှာသူ့ဘိုင်းမိသားစုကိုတောင်ထဲကိုလှုပ်ဝက်ဝင်သွားတယ်အဲ့ဒီမှာဘိုင်းကြီးရှမ်းတင်စီထားတဲ့အစ်မြင့်ကြောက်စိမ့်တုံးတွေရှိတယ်မူလကစီးပွားရေးလုပ်ပေါ်ကင်ဘက်တွေကိုပေးဖို့ရည်ရွယ်ထားတာစုစုပေါင်း300တုံးအရေးသွေးအကောင်းဆုံးပဲဈေးကွက်တန်ဖိုးအနည်းဆုံး6တန်းသူ့အကုန်လုံးခိုးယူသွားတယ်နောက်နေ့မနက်ဘိုင်းကြီးရှမ်းကိုတောင်ကိုခံရတာကိုသိသွားတယ်စောင့်ကြည့်ကင်မရာကိုပြန်ကြည့်တော့သမီးလောက်တာကိုတွေ့လိုက်ရတယ်ဒေါသအရန်ထွက်ပြီးဖုန်းကိုချိုးပစ်လိုက်တယ်ဘိုင်ယူရှိဖုန်းပေါ်မှာအဖေထံကစာတူတစ်စောင်ရောက်လာတယ်ဒီကနေ့စပြီးမင်းပိုင်မိသားစုသားမဟုတ်တော့ဘူးဘိုင်ယူရှိကအဲ့ဒီစာတူကိုကြည့်ရင်မျက်ရည်တွေတိတ်တဆိတ်ကျလာတယ်ဒါပေမဲ့သူ့လက်တွေမရက်တော့ဘူးအစင်းမြင့်ကြောက်စိမ့်တုံး300ကိုရှူရကိုအကုန်ကျွေးလိုက်တယ်စားပါအကုန်စားပါငါမှမင်းမဲကြံတော့တယ်မင်းတေချာပေါက်နိုးထားရမယ်ရှိဘွားထက်တေချာပေါက်ပိုအားကောင်းရမယ်သူမသိတာကသူ6တန်းအကုန်သုံးပြီးဝယ်တဲ့စွမ်းအင်ကနောက်ထပ်ငွေတစ်ကောင်ကိုကျွေးနေတယ်ဆိုတာချိန်လီဒီချိန်မှာအထူးဆင်ပြေနေတယ်ကြောက်စိမ့်စွမ်းအင်တွေသူ့အကြီးကုန်တွေကိုအဆက်မပြတ်ဝင်နေတယ်15ရက်အတွင်းမှာသူနှစ်ကြိမ်အရေးခွန်လဲတယ်တုတ်ချောင်းရှည်ကနေလက်မောင်းထူကိုကြီးထွားလာတယ်ရှိဘွားကမရှိခဲ့တဲ့အရေးချင်းအတစ်တစ်ခုကိုနိုးထလာတယ်အပူချိန်ထိန်းချုပ်မှုသူအေးတံကိုတမကပတ်ဝန်းကျင်အပူချိန်ကိုပါပြောင်းလဲနိုင်တယ်ဒီအရေးချင်းကိုငါရှာဖွေတွေ့တဲ့အခါအိတ်ဆောင်ထဲမှာပေါင်မိုးအေးအေးကိုကိုက်စားနေတယ်ချိန်လီကငါပကုံးပေါ်မှာရစ်ပတ်ပြီးခန္ဓာကိုယ်ကအနှဲငယ်ပူလာတယ်ပတ်ဝန်းကျင်အပူချိန်ကသူ့ညအောက်ကနေတက်တောင့်တက်တာရှိတဲ့20ဒီဂရီအထိမြင့်တက်သွားတယ်မင်းတာကိုဘယ်ချိန်ကတင်ယူခဲ့တာလဲငါအမြဲတမ်းတက်ခဲ့တာအရင်ကကြောက်စိမ့်တော့မလုံလောက်လို့အခုကောင်းကောင်းစားရတော့ငါရဲ့တကယ်စွမ်းအားကိုပြနိုင်ပြီငါသူ့ခေါင်းလေးကိုပုတ်ပေးလိုက်ပြီးစိတ်ထဲမှာမျှော်လင့်ချက်တွေပေါ်လာတယ်ရှိဘွားကချိန်လီကရေခဲခေပထမဆုံးနေ့မှာပဲအေးခဲတည်ဆုံးသွားတဲ့ကြီးထွားဖို့အခွင့်အရေးတော့မရခဲ့ဘူးဒီဘွားမှာသူအသက်ရှင်ကျန်ခဲ့ပြီးအရေးချင်းအစ်တွေကိုပါနိုးထလာတယ်သူအမိုက်မဟုတ်ဘူးရေခဲခေကြီးကိုပြောင်းလဲနိုင်တဲ့တော့ချက်ဖြစ်နိုင်တယ်14ရက်မြောက်နေ့မနက်6နာရီအပူချိန်ရုတ်တရက်ကျဆင်းသွားတယ်တညအတွင်းမှာအပူချိန်သူ့ညအထက်9ဒီဂရီကနေသူ့ညအောက်150ဒီဂရီအထိကျသွားတယ်တင်းတန်းချောင်းတင်းပေါက်တွေအကွဲပြီးရေပိုက်တွေပောက်ကွဲကအပူပေးစနစ်ရက်သွားတယ်ကျောင်းသားတွေအိမ်မက်ထဲကနိုးလာပြီးစောင်းတွေခြုံပြီးတုံတုံရင်ရင်ဖြစ်နေကြတယ်ဘိုင်ယူရှိကပထမဆုံးရှူရရဲ့အတိုက်စီပြေးသွားတယ်ဝန်ပလွေပေါက်လေးကကွင်းညွတ်ပြီးခန္ဓာကိုယ်တစ်ခုလုံးတုံနေပေမဲ့မအေးခဲသေးဘူးသူ့ခန္ဓာကိုယ်ထဲကအေးတန်ခံနိုင်တဲ့အရေးချင်းကနိုးထလာနေတယ်မိခိုးရောင်အမွှေးတွေကျွေးကြပြီးအောက်ကငွေရောင်မွေးအစ်စ်တွေပေါ်လာတယ်အမွှေးတိုင်းကထိတ်တန့်သားမွေးတွေလိုလေးလုံးအောင်ကျစ်လက်နေတယ်မြင်မြအရေးချင်းကိုမျှဝေပါစာချုပ်ဆက်သွယ်မှုကနေနှွေးထွေးတဲ့လေတစ်ခုဝင်လာပြီးဘိုင်ယူရှိရဲ့ခန္ဓာကိုယ်ခဏနဲ့နှွေးထွေးသွားတယ်ဟာအောင်မြင်ပြီးဒီဘဝမှာအေးတန်ခံနိုင်မှုကငါဟာပဲသူချက်ချင်းရှူရကိုခေါ်ပြီးအိတ်ဆောင်ကနေထွက်ကာအသက်ရှင်ကျန်သူတွေကိုစုဆောင်းတယ်သူအေးတန်ခံနိုင်တဲ့အရေးချင်းကိုအသုံးပြုပြီးကိုပိုင်အင်အားစုကိုတိစောက်မယ်ဒီဘဝမှာသူရေခဲခေရဲ့မိဖုရားဖြစ်ချင်တယ်ဒါပေမဲ့သူမသိတာကရှူရကအေးတန်ခံနိုင်တဲ့အရေးချင်းကိုမျှဝေတဲ့အခါနှွေးထွေးတဲ့လေနောက်တစ်ခုကိုအဝေးကနောက်ထပ်လူတစ်ယောက်စီလှုပ်ဝက်ပို့ပေးတယ်မနက်6နာရီသူည10မိနစ်ငါအိမ်မက်ထဲကနိုးလာပြီးကိုအေးတာလုံးဝမခံစားရဘူးငါလက်ကောက်ဝတ်ပေါ်ကချိန်လီကိုငုံကြည့်လိုက်တယ်သူကွေးညွတ်ပြီးခန္ဓာကိုယ်ပေါ်မှာတပိုင်းပွင့်လင်းတဲ့အရေးခွန်ဟောင်းတစ်ချက်ဖုံးအုပ်ထားတယ်အရေးခွန်လဲနေတယ်ချိန်လီမင်းရဲ့အပူချိန်ထိန်းချုပ်မှုကောဘယ်လိုလဲငါအရေးခွန်လဲနေတယ်ဒီအချိန်မှာပဲဖြစ်ချင်တာစွမ်းရင်အကုန်လုံးအရေးခွန်လဲတာကိုသုံးနေတယ်အပူချိန်ထိန်းချုပ်မှုမလုပ်နိုင်ဘူးငါစိတ်ထဲတင်းမာလာတယ်တွေးစာချုပ်အတူတူရှင်သူအေးခဲတည်ရင်ငါလည်းအသက်မရှင်နိုင်ဘူးငါသူ့ကိုလက်ကောက်ဝတ်ကနေချုပ်ပြီးရင်ခွင်ထဲထည့်ကာအရေးပြားနဲ့ကပ်ပြီးကိုပူနဲ့နှွေးပေးတယ်ဒါပေမဲ့ငါကိုယ်တိုင်အေးတာမခံစားရဘူးဒါကမမှန်ဘူးငါရှူရနဲ့စာချုပ်မချုပ်ရသေးဘူးအေးတန်ခံနိုင်တဲ့အရေးချင်းမရှိသင့်ဘူးရှူရကတနေ့နဲ့ငါ့ကိုမျှဝေပေးတယ်ဆိုရင်လွဲရင်ပေါ့ငါမျက်လုံးမိတ်ပြီးအဲ့ဒီနှွေးထွေးတဲ့လေရဲ့အရင်မြစ်ကိုခံစားကြည့်တယ်ဒါကစာချုပ်ဆက်သွယ်မှုကနေတကယ်လာတာပါဒါပေမဲ့ငါစာချုပ်ကနေမဟုတ်ဘူးရှူရနဲ့ဘိုင်ယူရှိရဲ့စာချုပ်ကနေလာတာပါရှူရကအေးတန်ခံနိုင်တဲ့အရေးချင်းကိုဘိုင်ယူရှိကိုမျှဝေပေးတဲ့အခါဒီအရေးချင်းရဲ့တစ်စိတ်တစ်ပိုင်းကိုငါ့ကိုပါပေးလိုက်တယ်ဒါကအလွန်တိကျတဲ့စွမ်းရည်ထိန်းချုပ်မှုလိုတယ်အနည်းငယ်ပေါ်စားရင်ဘိုင်ယူရှိတတိထားမိမှာပဲငါမျက်လုံးတွေဆိုးလာတယ်ရှူရမင်းကမိုက်မဲတဲ့ဝန်ပလွေကြီးပဲရေခဲခေတတိယနေ့မှာကျောင်းကရှင်တန်မှုပုံစံတို့ပြောင်းသွားတယ်ဆီယာမကျန်းကွေဖန်ကအသက်ရှင်ကျန်တဲ့ကျောင်းသားတွေကိုစူးစီးပြီးယာယီကော်မတီဖွဲ့စည်းကပစ္စည်းခွဲဝေရေးနဲ့စီကံထိန်းသိမ်းရေးကိုတာဝန်ယူတယ်ဘိုင်ယူရှိကအေးတန်ခံနိုင်တဲ့အရေးချင်းနဲ့မိသားစုနောက်ခံကြောင်းတန်တရားမရှိပဲကော်မတီဥက္ကဋ္ဌဖြစ်လာတယ်သူယာတုတက်ပြီးရဲ့ပထမဆုံးအလုပ်ကငါရဲ့ပစ္စည်းခွဲဝေမှုကိုရှော့ချတယ်စူဟန်မင်းရဲ့ကောင်းကင်ပြမွေနဲ့ကကြောက်စိမ့်တုံးတွေအများကြီးစားတယ်ကော်မတီကဆုံးဖြတ်တယ်မင်းရဲ့ခွဲဝေမှုကိုလက်ပတ်20တုံးကနေ9တုံးကိုရှော့မယ်ဒါကအုပ်စုအကျိုးအတွက်ပဲမင်းနားလေကိုမျှော်လင့်တယ်အောက်မှာတိုးတိုးပြောတဲ့တွေထွက်လာတယ်တချို့ကတနာတယ်တချို့ကကြည့်ရတာပြောတယ်ငါမျက်နှာထားမပြောင်းဘူးရပါတယ်ဘိုင်ယူရှိတစ်ချက်တုံသွားတယ်ငါစူပူလိုက်မယ်ညင်းခုန်လိုက်မယ်လို့သူထင်ခဲ့တယ်ဒီလိုဆိုရင်ငါ့ကိုလုံးဝနေထုတ်ဖို့အကြောင်းပြချက်ရှိမယ်ပြီးတော့မင်းရဲ့အိတ်ဆောင်ကတိတ်ဝေးတယ်မလုံခြုံဘူးကော်မတီကမင်းကိုမြေအောက်ခန်းကိုပြောင်းရွှေ့ခိုင်းတယ်မင်းရဲ့လက်ရှိအိတ်ဆောင်ကိုဒဏ်ရာရသူတွေအတွက်ပေးပါရပါတယ်ဘိုင်ယူရှိမျက်ခုံးထောင်တယ်တခုခုတော့မှားနေတယ်လို့ခံစားရတယ်သူမသိတာကငါရှူရကနေသူ့ရဲ့အစီအစဉ်အလုံးကိုကြိုးတိပြီးသားငါမငင်းတာကမြေအောက်ခန်းထဲမှာငါကြိုးပြီးဝတ်ထားတဲ့ပစ္စည်းတွေရှိလို့ပါကြောက်စိမ့်လုံး200စီတူပူ30စစ်သုံးကအေးဝတ်စုံ30စုံ
ဒါရီအားလုံးကရေခဲခင်မတိုင်ခင်ရှူရကငါအတွက်လှုပ်ဝက်တူလောင်ပေးထားတာပါမြေအောက်ခန်းကိုပြောင်းပြီးတဲ့အခါငါတကားပိတ်ပြီးဖျောင်းနိုင်ထုံးလိုက်တယ်ချိန်လီကိုရင်ခွင်ထဲကထုတ်လိုက်တယ်ငွေကလေး3ရက်ကြာနားယူပြီးအများကြီးပြန်ကောင်းလာတယ်သူတတိယအကြိမ်အရေးခွန်လဲပြီးခန္ဓာကိုယ်အရွယ်စားလူကြီးလက်မောင်းထုကိုရောက်လာတယ်အကြီးခွန်တွေကနတ်မောင်နဲ့အစိမ်းရောင်ဖြစ်ပြီးဖျောင်းနိုင်အလင်းအောက်မှာအပြာရောင်အေးရောင်တောက်ပနေတယ်ငါအများကြီးကောင်းသွားပြီအဲ့ဒီမျိုးသမီးကမင်းကိုထပ်နှိပ်ဆက်လာငါသူ့ကိုအစိတ်ခတ်မယ်ညညမနေနဲ့သူရဲ့အနေငယ်ပြောပါစေငါမှအစီအစဉ်ရှိတယ်ဘာအစီအစဉ်လဲငါကတိအောက်ကနေတက်တာတလုံးဆွဲထုတ်လိုက်တယ်ဖွင့်လိုက်တော့အတွင်းမှာကြောက်စိမ့်တုံးနဲ့ရစနစ်တကျစီထားတယ်ဒါရီမင်းအတွက်ရဲ့အနေငယ်စားလို့ရတယ်စားပြီးရင်မင်းနောက်ထပ်တစ်ချိန်အရေးခွန်လဲနိုင်လိမ့်မယ်မင်းငါကိုဘာလို့စီချင်တာလဲငါတွေးနေတာကမင်းရွယ်ရောက်တဲ့အထိကြီးထွားနိုင်ရင်အေးတန်ခံနိုင်တာထက်ပိုပြီးတစ်ခုခုလုပ်နိုင်မယ်ရှေးဘဝကကောင်းကင်ပြောင်းဝင်နဲ့ကိုရှေးဟောင်းစာအုပ်တွေမှာရာသီဥတုကိုချိန်ကြီးနိုင်တဲ့ရှေးဟောင်းနဲ့တတဝါလို့မှတ်တမ်းတင်ထားတယ်မင်းရေခဲခစ်ကြီးကိုအဆုံးသတ်နိုင်မယ်ချိန်လီ3စက္ကန့်တိတ်ဆိတ်သွားတယ်ငါတေချာပေါက်လုပ်နိုင်တယ်ကြောက်စိမ့်တုံးလုံလုံလောက်ရှိရင်ငါဘာမဆိုလုပ်နိုင်တယ်ငါပြုံးလိုက်ပြီးကြောက်စိမ့်တုံးတတုံးကိုသူ့ပတ်ဆက်ထဲထည့်လိုက်တယ်ရေခဲခစ်တထမနေ့မှာဒုတိယအကြိမ်အေးလိုင်းကြားရောက်လာတယ်အပူချိန်3ညအောက်80ဒီဂရီအထိကျဆင်းသွားတယ်ဘိုင်ယိုရှိရဲ့အင်အားစုက300ကျော်အထိချက်ထွင်ပြီးကျောင်းရဲ့ပင်မတင်တန်းကျောင်းကိုအခြေစိုက်စခန်းအဖြစ်သိမ်းပိုက်ထားတယ်ဘိုင်ရဲ့အလံအောက်မှာစူးစီးပြီးအခက်အခဲတွေကိုအတူရင်ဆိုင်နေကြတယ်ဒါပေမဲ့သူ့ကိုယ်သူပိုပြီးစိတ်ပူလာတယ်ရှူရကနှစ်ပတ်ကြာမကြီးထွားတော့ဘူးသူကြောက်စိမ့်တုံးဘလောက်ပဲကြွေးရှူရရဲ့ခန္ဓာကိုယ်ကအလဲလက်ခွေးတွေမှာရက်နေတယ်အေးတန်ခံနိုင်တဲ့အရေးချင်းလဲထပ်မနိုးထားတော့ဘူးသူနေတိုင်းစားတယ်အိတ်တယ်ရံဖန်ရံခါသူ့ကိုအံ့ဖွယ်တတော်ဝပြဖို့ခေါ်ထုတ်တယ်ကြံတဲ့အချိန်တွေမှာပြင်းစွာအတိုက်ထဲမှာအိတ်နေတယ်ဘိုင်ယိုရှိကရှေးဘဝမညံတွေကိုပြန်လည်ကြည့်ပေမဲ့ဘယ်နေရာမှာပြဿနာရှိတယ်ဆိုတာရှာမတွေ့ဘူးရှေးဘဝကငါရဲ့ရေခဲလွင်ပြင်ဝင်ပလွေကရေခဲခစ်10ရက်မြောက်နေ့မှာလူကြီးဝင်ပလွေရွယ်ကိုရောက်ခဲ့တယ်အေးတန်ခံနိုင်တဲ့အကွာဝေးကကွင်းတစ်ခုလုံးကိုဖုံးအုပ်ထားတယ်သူ့ဝင်ပလွေကစာတင်ကန်းတစ်ခန်းတောင်နှွေးမထားနိုင်ဘူးမင်းမဝဘူးလားရှူရကပရင်ရောင်မျက်လုံးတွေနဲ့သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးမျက်ချိပိတ်ကခေါင်းကိုခြေသေးတွေကြားထဲပြန်မြုပ်လိုက်တယ်သူကနေတယ်မဝယုံတင်ဘူးကြောက်စိမ့်ရဲ့သုံးပုံတစ်ပုံကိုငါစီလှုပ်ဝက်ပို့နေလုံးပဲသူကြီးထွားမှုကိုတမင်နှိမ့်ချတာကဘိုင်ယိုရှိကသူ့ရဲ့တကယ်အလားအလာကိုမသိစေဖို့ပါသူအကောင်းဆုံးကိုငါအတွက်တင်ထားခြင်းတယ်ဘိုင်ယိုရှိဒါရီမသိဘူးသူသိတာကသူ့ဝင်ပလွေကြီးထွားမှုညံ့တယ်ဆိုတာပဲပြီးတော့သူရင်းနှီးမြုပ်နှံထားတဲ့အရင်းမြစ်တွေကသူမျောလင့်ထားတာထက်အများကြီးကျော်လွန်နေတယ်ကြောက်စိမ့်တုံးတွေထက်ရဖို့သူ့နောက်လိုက်တွေကိုဖိအားပေးစပြုတယ်လူတစ်ယောက်ကိုတနေ့ကြောက်စိမ့်တုံးတစ်တုံးအခွန်ဆောင်ရတယ်ပင်မတင်တန်းကျောင်းမှာဆက်နေခြင်းရင်ကျောင်းသားတွေညှိညူကြပေမဲ့သူညအောက်80ဒီဂရီအေးဆက်တဲ့ရာသီဥတုကသူတို့ကိုရွေးချယ်စရာမရှိအောင်လုပ်ထားတယ်ငါမြေအောက်ခန်းထဲမှာချိန်လီကကြောက်စိမ့်တုံး150ကိုစားပြီးစတုထအကျိန်အရေးခွန်လဲတယ်ဒီတစ်ခါအရေးခွန်လဲတာကအရင်တွေနဲ့မတူဘူးသူ့အရေးခွန်ဟောင်းမကြွေခြင်းဘူးအရင်ဆုံးငွေရောင်ချွဲတစ်မျိုးကိုထုတ်လုပ်ပြီးကိုအိမ်မြောင်တစ်ခုအဖြစ်ထုတ်ပိုးလိုက်တယ်ငါသူ့ဘေးမှာ3ရက်3ညအဆောက်နေတယ်တတိယရက်ညမှာအိမ်မြောင်အကွဲသွားတယ်အကွဲကြောင်းကနေဆူရှာတဲ့အပြာရောင်အလင်းနဲ့တစ်ခုထွက်လာပြီးမြေအောက်ခန်းတစ်ခုလုံးကိုနေကင်းဘက်လိုတောက်ပစေတယ်ငါတီးလိုက်တာနဲ့မျက်လုံးကိုမှိတ်လိုက်တယ်နောက်တစ်ခါမျက်လုံးဖွင့်တဲ့အခါမိန်းကလေးတစ်ယောက်မှရှိမှရက်နေတယ်နတ်မောင်နဲ့အစိမ်းရောင်စပင်ခါအထိရှိနေတယ်ရွှေရောင်မျက်စံတွေကြောက်မျက်ရတနာလိုတောက်ပနေတယ်အသားရည်နှင်းလိုဖြူပြီးအင်္ဂါရက်တွေလူသူမဟုတ်တဲ့လောက်တိမ်မွေ့တယ်သူ့ခန္ဓာကိုယ်ပေါ်မှာအကြေးခွန်တွေကဖန်တီးထားတဲ့စိမ့်ပြရောင်အင်ဂျီရှည်တစ်ထည်ဝတ်ထားတယ်ခြေပလာနဲ့အေးဆက်တဲ့မြေပေါ်မှာရက်နေပြီးပတ်ဝန်းကျင်မှာအပြာရောင်အေးငွေ့တစ်ခုဝိုင်းနေတယ်ငါတုံသွားတယ်ဘာကြည့်နေတာလဲမင်းငါရဲ့လူပုံစံပြောင်းတာကိုမမြင်ဘူးလားမင်းငါချိန်နေလားဒါမှမဟုတ်ဘာတူလဲဒါဆိုရင်ငါလှလားမလှဘူးလားငါဖြေဖို့အချိန်မရသေးဘူး